တော့2569နှစ်ကောဇာတက္ကရာ1385ခုနှစ်ပေါ်ကောင်းလာပြီကျော်2ရက်2023ခုနှစ်စက်တင်ဘာလ2ရက်စနေနေ့၌အွန်လိုင်းမှာဟောကြားအပ်သောရှင်ဒေဝဒတ်ကိုငရဲသို့ပို့ဆောင်ပေးသည့်အကြောင်းသုံးမျိုးတရားဒေသနာတော်မြတ်သောအဖြစ်ရှင်ဒေဝဒတ်နဲ့ပတ်သက်ပြီးအဆိုးတွေကြီးပဲပြောကြတယ်ဗျာရှင်ဒေဝဒတ်မှာလည်းပဲကောင်းတဲ့ချက်တွေရှိတယ်ပေါ့သူအတကယ်ဆိုးသွမ်းတဲ့ပုဂ္ဂိုလ်ကြီးလည်းပြောလို့မရဘူးသူဘာဖြစ်လို့ရဲကိုကြသွားတယ်လေဘာကြောင့်ဒုက္ခရောက်တယ်လဲဆိုတာအကြောင်းရှိတယ်နော်အကြောင်းရှိတယ်ဒါကြောင့်မို့ရှင်ဒေဝဒတ်ကိုရဲသို့ပို့ဆောင်ပေးသည့်အကြောင်းပုံမျိုးအဲ့ဒါကိုမှတ်သားပေးထားလို့ရှင်ဒေဝဒတ်ဟာဘုရားနဲ့ဤကိုတော်တယ်ဆိုတာအလုံးသိရှေ့တော်တရားရဲ့မောင်းအရင်ဖြစ်တယ်ဆိုတာလည်းသိကြမယ်ရှင်ဒေဝဒတ်ရဲ့ဖခင်မိတော်ကသုပ္ပဗုဒ္ဓမေရောမာယာရဲ့မြတ်စွာဘုရားရဲ့မေရောမာယာရဲ့မောင်းတူဖြစ်တယ်ပေါ့နော်ဆွေတဲ့မျိုးတွေကပဲရသောတရာနဲ့ဗုဒ္ဓတို့ကမောင်းနှမဝံကွယ်အဖေနဲ့အမေနဲ့ရသောတရားအဖေနဲ့ဗုဒ္ဓရဲ့အမေနဲ့မောင်းနှမအရင်အဲ့ဒါတို့ကနေပြီးတော့ရှင်ဒေဝဒတ်နဲ့ရသောတရာတို့ကိုမွေးဖွားခဲ့တာဖြစ်တယ်အဲ့တော့ဗုဒ္ဓဆိုတဲ့အိန္ဒိယနိုင်ငံရိုက်တဲ့ဇာတ်ကားတွေမှာတော့ဒေဝဒတ်နဲ့ဖယားတဲ့ကသမန်တော်ဆက်တဲ့ရသောရရဲ့မောင်လို့မဆိုဘူးသူဇာတ်ကြောင့်တမျိုးဖြစ်နေတယ်သို့တော့ပိဋကစာပေမှာအဲ့လိုမဆိုဘူးပိဋကစာပေမှာရသောရရဲ့မောင်အရင်ရသောတရာကမြတ်စွာဘုရားနဲ့ဖွားပဲ့တော်လို့ဆိုတော့မြတ်စွာဘုရားနဲ့တနေ့တည်းမွေးကြတာဖြစ်တော့ဒေဝဒတ်ကမြတ်စွာဘုရားနဲ့တော့မကြည့်ဘူးရသောတရာရဲ့မောင်ဖြစ်တော့တယ်အဲ့တော့ရသောတရာကအကြီးဒေဝဒတ်ကအငယ်လို့ဒီလိုမှတ်လို့ရတယ်ပေါ့သို့တော့စာရဲပေတယ်မှာဘယ်သူကအကြီးဘယ်သူကအငယ်လို့ပြောထားတာတော့မရှိဘူးဘာလို့မရှိတာတော့ဆိုရင်ပိဋကစာပေကိုထိမ့်သိမ့်တဲ့အခါမှာဇလံဇက်ွက်တွေကိုအဓိကထားပြီးထိမ့်သိမ့်တာမဟုတ်ဘူးမြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေကိုအဓိကထားတာဖြစ်တယ်ဒါကြောင့်မို့ဇလံဇက်ွက်တွေကိုအဓိကထားလေးမရှိဘူးပေါ့အဲ့တော့မြတ်စွာဘုရားတဲ့ငယ်တဲ့အတိုင်းဒါတော့ရှိဒေဝဒတ်ကငယ်တာဖြစ်မယ်ရှင်အနန္ဒတောင်မှပဲပွေနေလို့ပြောတာဖွာပဲတော်လို့ပြောတာဟာတချို့ကျန်ကသာပြောတာတချို့ကျန်ကြတော့ဖွာပဲတော်မဟုတ်ဘူးထောက်ထားကြည့်မယ်ဆိုလို့ရှိရင်လည်းရှင်ဒေဝဒတ်ဟာမြတ်စွာဘုရားရဲ့ငယ်တဲ့အနေထားရှိတယ်ဘာဖြစ်လို့လဲဆိုဘုရားကိုပြုစုတာဆိုတော့ရွယ်တူခြင်းကတော့ပြုစုမှာမဟုတ်ဘူးငယ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့များတယ်ပေါ့နော်ငယ်တဲ့အရွယ်ဖြစ်ဖို့များတယ်အဘောကယဆန်ရွှေကံဆိုတဲ့သင်္ကိတလောက်ထားတဲ့မြတ်စွာဘုရားရဲ့ဖွာပဲ့တော်အားဆိုတာကိုရှင်အနန္ဒလို့ပြောကြတယ်သို့တော့ဗုဒ္ဓရဲ့ကျမ်းမှာကြတော့အာရောဟနိယဟတ္တိဘုရားအလောင်းစီးတဲ့ဆင်ဖွာပဲ့တော်လို့ပြောတယ်ရှင်အနန္ဒကိုပြောတာမဟုတ်ဘူးအဲ့ဒါဘောကဘောဒီပင်ကာလုဒာကြီးယာကရသောတရာဆံကမောင်ဆန္နအမတ်ရွှေကရွှေအိုးကြီးလေးလုံးနဲ့ကံကကန္တကမြင်စီတော့မြင်အဲ့ဒါမြတ်စွာဘုရားရဲ့ဖွာပဲ့တော်လေးလို့
တို့ဆိုလိုတယ်ပေါ့ဖရာနဲ့တနေတဲ့တစ်ချိန်နဲ့မှမွေးဖွားလာကြတဲ့ပုဂ္ဂိုလ်တွေတို့အဲ့ဒါပဲဘောဓိပင်ရဲ့ရွှေအိုးရဲ့ဒါတော့တမဲကျန်လာတဲ့အသက်ရှိအဲ့တော့ယသောတရာကဖွာဘက်တော်ဆိုတော့ဒီဝတ္တတာကယသောတရာတဲ့အကြည်မဖြစ်နိုင်ဘူးအငယ်ပဲဖြစ်နိုင်တယ်နောက်တစ်ခုထောက်တာတရားကရှင်ဒီဝတ္တတာဟာဘယ်ချိန်လောက်မှသင်္ကန်းဝလာတယ်လဲလို့တွေ့ကြည့်မယ်ဆိုရင်မြတ်စွာဘုရားတောထွက်ပြီးတော့သိပ်ကြောက်ဖျက်ဖြစ်ပြီးပထမဆုံးကပိလဝကိုရောက်လာတဲ့အချိန်ပထမဆုံးကပိလဝရောက်တယ်ဆိုတာမြတ်စွာဘုရားက35နှစ်မှာဖျက်ဖြစ်တာနော်35နှစ်မှာဖျက်ဖြစ်တာဖျက်ဖြစ်ပြီးနောက်36နှစ်39နှစ်အဲ့ဒီပိုင်းလောက်ပါမြတ်စွာဘုရားကပိလဝကြွတာပထမဆုံးအဲ့ဒီဖျက်ကပိလဝကြွပြီးတဲ့နောက်မှာရှင်အနန္ဒာတို့ရှင်နုရုဒ္ဓတို့ရှင်ဒေဝဒတ်တို့ကဖျက်နောက်လိုက်ပြီးသင်္ကန်းဝကြတာဖြစ်တယ်ပေါ့သူတို့ဆောတယ်ပေါ့နော်ဆိုလိုတာကဖျက်အသက်30ကျော်လေးပါပဲသူတို့နောက်ကလိုက်ပြီးသင်္ကန်းဝကြတယ်ဆိုတော့ဖျက်တဲ့ငယ်တဲ့ပုဂ္ဂိုလ်တွေဖြစ်လာသူတို့က30ပတ်ဝန်းကျင်သို့မဟုတ်20ကျော်တွေလည်းဖြစ်နိုင်တယ်ပေါ့အဲ့တော့ရှင်ဒေဝဒတ်ရဲ့မေတော်ကဘာလို့လဲလို့ဆိုလို့ရှိရင်မဟိတိကောဂေါတိပုတ္တောမဟာနုဘောဂေါတိပုတ္တောဂေါတိပုတ္တာဆိုဂေါတာဆိုတဲ့တာဂေဝိမင်းသမီးကရှင်ဒေဝဒတ်ရဲ့မေတော်ဖြစ်လာတယ်တော့ဒါသူရဲ့နာမည်ရသောတရာကိုလည်းဂေါရီလို့ခေါ်တဲ့အခါကျတော့နော်အဲ့တော့ရှင်ဒေဝဒတ်ရဲ့မေတော်ကလည်းဂေါတိတောင်းချိုင်တဲ့ဂေါတိပုတ္တောရှင်သာရိပုတ္တရာကရှင်ဒေဝဒတ်တကူကြည်ရတဲ့ပတ်သက်ပြီးမဟိတိကောဂေါတိပုတ္တောအမိနာမည်နဲ့ပြောတာဂေါတိပုတ္တရှင်သာရိပုတ္တရာကျတော့သာရိပုတ္တသာရိရဲ့သာရောနော်သာရိပုတ္တမရဲ့သာရောဒါကြတော့ခေါ်ဒီဆိုတဲ့တာဂိဝိမင်းရဲ့မင်းသမီးရဲ့သာရောအဲ့ဒီတိပဲအမိနာမည်နဲ့ခေါ်ကြတာရှင်သာရိပုတ္တရာကတစ်ချိန်တော့ရှင်ဒေဝဒတ်ကိုချီးမွမ်းပြောဆိုခဲ့တယ်မဟိတိကောဂေါတိပုတ္တောဂေါတိရဲ့သာရောဖြစ်တဲ့ရှင်ဒေဝဒတ်ဟာကြီးမားသောတကုရှိပါပေတယ်မဟာနုဘောဂေါတိပုတ္တောအစွမ်းစာကြီးမားပါပေတယ်လို့ချီးမွမ်းပြောဆိုခဲ့တာရှိတယ်အဲ့ချိန်တော့ဒါကောင်းနေတဲ့အချိန်ပဲနော်သူကပုထုဇဉ်ဘဝနဲ့တကုဣရိပတ်တွေရထားတာ哦အဲ့တော့ရှင်ဒေဝရကဝလာတော့ကအကောင်းအမှန်ရှင်အနန္ဒာတို့လိုပဲမြတ်စွာဘုရားဘဝဆန့်ကျင်မဲ့လုပ်တဲ့ရှိဘူးအဲ့တော့ဗုဒ္ဓဆိုတဲ့ရုပ်ရှင်တွေကရိုက်ထားတဲ့အချက်လက်တွေနဲ့တော့ကွဲလွဲတယ်ပေါ့ဒါပိဋကစာပေမှာဆိုတာနဲ့မတူဘူးပေါ့နော်ဟုတ်ပြီရှင်ဒေဝတတ္တဒေဝတတ္တနတ်ပေးတဲ့ပုဂ္ဂိုလ်ဆိုတဲ့အဓိပ္ပာယ်ဗျမတတ္တဗျမကပေးတာဒေဝတတ္တတက်ကပေးတာအဲ့ဒီခေတ်ကမဲ့နေကြနတ်မယ်တွေပေါ့အရဏတိအုပ်ဆိုတဲ့ပြမတ္တဆိုတာဗျမတတ္တဗျမကပေးတာလို့အဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့ဒါကိုပဲဒေဝတတ္တကိုဒေဝတ္တလို့ဒီလိုခေါ်တာသာသနာ့ဘောဝင်လာတဲ့အခါမှာပထမတဝါတွင်မှာပဲရှင်ဒေဝတတ္တဟာသမထจิตတွေကိုအောင်မြင်ပြီးတော့တကုဣရိပတ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒိဗ္ဗစက္ခုဒိဗ္ဗသောတာအဘိညာဉ်တွေလည်းရတယ်သို့တော့ပုထုဇဉ်ဘဝနဲ့ရတာဖြစ်တယ်အရိယာတော့မဖြစ်ဘူးသိဘူးသမထจิตစဉ်ကျင့်သည့်အတွက်ကြောင့်တကုဣရိပတ်တွေနဲ့ပြည့်စုံတယ်တကုဖတ်စစ်နိုင်တယ်အဘိညာဉ်၅ပါးရအဘိညာဉ်တွေရတယ်ပေါ့အတဝခယအဘိညာဉ်တော့မရဘူးရှန္ဒဖြစ်မှအတဝခယအဘိညာဉ်ရတာပုတိအားဆွဲတယ်ပဲ
ပုဗ္ဗေနိဝါဒတို့ဒိဗ္ဗစကုတို့ရတယ်အသွဲခရမရဘူးလို့ပြောအောင်အဲ့ဒါလို့တကူပိညင်တွေရလို့တကူဖန်ဆင်းနိုင်တဲ့စွမ်းရည်တတိတွေရှိတယ်သာသနာမှာထင်ရှားတဲ့ပုဂ္ဂိုလ်တို့ဖြစ်တယ်သူ့ရဲ့အစွမ်းအစားတွေနဲ့အဲ့ဒါလို့စိတ်ကောင်းနှလုံးကောင်းရှိပြီးတကူအဲ့ဒီဘက်တွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုဖဲအကြောင်းတရားတွေကကြရဲရောက်အောင်ပို့လိုက်တယ်လေဒါတတိထားဖို့လိုတယ်ပေါ့တို့ဆိုရင်ဒေဝဒဟာလူဆိုးကြီးရဲ့လို့လူဆိုးမှုကြရဲကြတယ်လို့ဒီလိုမဟုတ်ဘူးနော်ကိုယ်တဏ္ဍမှာလည်းပဲအဲ့ဒီတရားစိုးတွေဖြစ်တယ်ဆိုလို့ရှိရင်ကိုယ်လည်းပဲအဲ့ဒီလမ်းရောက်မှာပဲအဲ့ဒါကိုမြတ်စွာဘုရားဒီသုတ်တန်တစ်ခုမှာဟောထားတာရှိတယ်ဒီသုတ်တန်ကိုလည်းပဲတေဝတ္တသုတ်တန်လို့ခေါ်တယ်ရှင်တေဝရအကြောင်းနဲ့ပတ်သက်ပြီးတော့ဟောတာတွေတော့အများကြီးရှိတယ်ဒါပေမဲ့ဒီသုတ်တန်တွေကဒီရှင်တေဝတ္တကိုငရဲသို့ပို့ဆောင်ပေးသည့်အကြောင်း၃မျိုးအဲ့ဒီမဲ့ဖျားကိုသွေးစစ်တရားလုပ်တဲ့အနတ္တရိယကံလောဟိတပါရကကံကြောင့်မဟုတ်ဘူးအဲ့ဒါကိုဒီကပဋ္ဌာန်းပြောဦးဖျားသံဃာပိရကကံကြီးထိုက်လို့မဟုတ်ဘူးမဟုတ်ဘူးဆိုတာအဲ့ဒီကံကြီးထိုက်အောင်လုပ်တာရဲ့အကြောင်းတရားကံကြီးထိုက်အောင်လုပ်တာကအကျိုးဖြစ်တယ်အဲ့ဒီကံကြီးထိုက်အောင်လုပ်တာဟာဘာကြောင့်လုပ်တာလဲအဲ့ဒီလုပ်တဲ့အကြောင်းတရားအဓိကကြားတယ်ပေါ့နော်သူရဲ့ယဉ်ထဲမှာဖြစ်ပေါ်တဲ့တရားကပို့ပြီးတော့အဓိကကြားတယ်မြတ်စွာဘုရားကိုသိကြောင်ကြံ့နေနော်လောဟိတပါရကကံထိုက်တယ်တန်ဃာတွေသင်ခွဲတယ်တန်ဃာပိရကကံထိုက်တယ်အဲ့ဒါတွေကြောင့်ငဲကြတယ်လို့တော့တမ္မာအဖြစ်ဒီပြစ်မှုတွေကိုဆွဲကြတယ်မြတ်စွာဘုရားကအဲ့ဒီပြစ်မှုတွေကြောင့်လို့မဟုတ်ဘူးစဉ်းစားကြည့်အဲ့ဒီပြစ်မှုတွေကိုဘာကြောင့်သူကျူးလွန်တယ်လဲဆိုတာအဓိကကြားတယ်ပြစ်မှုကျူးလွန်စေတဲ့အကြောင်းတရား၃ပါးသူကျူးလွန်တာမဟုတ်ဘူးကြားတယ်ပါယဉ်ထဲမှာဖြစ်တဲ့အကြောင်းတရား၃ခုရှိတယ်အဲ့ဒါကအရင်ကြားတယ်လို့ဆိုလို့တယ်ပေါ့နော်လူတယောက်ဟာဆိုးတာဘာကြောင့်ဆိုးရတယ်လဲဆိုးခြင်းအကြောင်းအားရှိသေးတယ်လေဒီလူကဘာကြောင့်တခိုးဖြစ်တယ်လဲဒီလူကဘာကြောင့်ဓမြဖြစ်သွားတယ်လဲဆိုတာအဲ့ဒီအကြောင်းကပို့ရေးချီတယ်ဓမြဖြစ်လို့တခိုးဖြစ်လို့ဆိုတဲ့ဟာကလူသိတယ်ခုနကဓမြဘဝရောက်သွားအောင်တခိုးဘဝရောက်သွားအောင်ဘာကြောင့်သူရောက်သွားတယ်လေအဲ့ဒါကပို့ရေးချီတယ်ပေါ့နော်ဒါလူတိုင်းနဲ့သက်ဆိုင်တယ်ပေါ့လူတိုင်းနဲ့သက်ဆိုင်တော့လူတိုင်းဟာတတိထားတဲ့အချက်တွေပေါ့နော်အဲ့တော့ဒေဝတတဟာဆိုတော့အသက်30လောက်ကဝလာမြတ်စွာဘုရားသက်တော်82နှစ်လောက်ရောက်တဲ့အခါကျမှဘုရားဥစ္စာကျင်လာ82နှစ်လောက်ဘာလို့လဲဆိုတော့မြတ်စွာဘုရားစီသွားပြီးတော့တောင်းဆိုတဲ့အခါစေနောတာနိဗန္တိဘဂဝါမြတ်စွာဘုရားအခုတက်တော့ကြီးပြီအသက်ကြီးပြီသူ့ကိုယဟန်တန်ဃာတွေကိုလွှဲအပ်ပါသူအုပ်ချုပ်ပါမယ်လို့ဆိုတော့အဲ့မှာဘုရားအသက်ကြီးပြီလို့ပြောတာပဲရွယ်တော့ဆိုအသက်80ကျော်တာအဇတတနန္တတမြတ်စွာဘုရားပြိဋိဘမဆန်ခင်8နှစ်လို့ဆိုတော့မြတ်စွာဘုရားတက်တော့82နှစ်လို့တွက်လို့ရတယ်ပေါ့အဲ့ဒီအချိန်မှာရှင်ဘုရားအသက်ကြီးပြီတန်ဃာတွေအုပ်ချုပ်ဖို့သူ့ကိုတောင်းပေးပါအဲ့ဒီမှာမြတ်စွာဘုရားကသူ့ကိုဆုံးမလိုက်တယ်ဆုံးမလိုက်တဲ့စကားကသူမခံနိုင်လောက်အောင်ပြောတဲ့စကားဖြစ်သွားတယ်။ဘာကြောင့်ဒါပြောတာတော့လို့ဆိုတော့မြတ်စွာဘုရားမှာတော့အကြောင်းရှိတယ်။မြတ်စွာဘုရားဘာကြောင့်အဲ့ဒီလိုစကားပြောတာလဲလို့ဆိုလို့ရှိရင်ကြီးမားတဲ့အကျိုးကျေးဇူးတစ်ခုရှိလို့ပြောတာဆိုပါစို့မာခန္ဒီမိသားစုနဲ့ဆုံတွေ့တော့ကတခြားစကားနဲ့ပြောရင်ပြောလို့ရတာပဲအဲ့ဒါလို့မပြောဘဲနဲ့ကိပိဝိတံမௌဒ္ဒကရိတံပုံနာပါရပိဏံတံဖုတိတောနာအိစေကျင်ကြီးကျင်ငယ်နဲ့ပြည့်နေတဲ့
မင်းသမီးမာဂန္ဒီကိုခြေတော်တဲ့တောင်မထိချင်ဘူးလို့ဆိုတော့အဲ့ဒါတော့မှုချိုပြချိုပြောရဲဆိုပြီးတော့ကြားတဲ့ပုဂ္ဂိုလ်မခံနိုင်ဘူးနေတာရသော်ဘုရားကအဲ့ဒီလိုစကားမျိုးပြောလာလို့ဆိုမှန်တယ်အကျိုးရှိတယ်ဆိုရင်သူကြိုက်ပြောတယ်ဘုရားအဲ့ဒါပြောကြသူကတော့ဆိုတဲ့ကောင်းသောစကားကိုဆိုတော်မူတတ်သောဆိုတဲ့မြတ်စွာဘုရားကုံတော်တယ်မှာနော်မှန်လည်းမှန်ရမယ်အကျိုးလည်းရှိမယ်သူများကြိုက်ရင်လည်းပြောမယ်မကြိုက်ရင်လည်းပြောတယ်ဒီနှစ်ခုမကြိုက်လို့ပြောသည့်အတွက်ကြောင့်လို့ဆိုနိုင်တယ်ပေါ့မြတ်စွာဘုရားရန်လောက်ခံရတယ်တော့ရန်လောက်ခံရတာကိုထက်မတွက်ဘူးဒီလိုပြောလိုက်မှအကျွတ်တရားရမယ်ပုဂ္ဂိုလ်ပဲကြည့်တယ်ရန်လောက်ပဲပုဂ္ဂိုလ်သိပ်မကြည့်ဘူးမြတ်စွာဘုရားဘုရားပွင့်လာတာကကိုယ်ကတတ္တဝါတွေအမှန်သိဖို့အတွက်ပေါ်လာတာအဲ့တော့အမှန်သိမဲ့အသိဉာဏ်ဖြစ်ပေါ်လာမှာကိုဥစားပေးလိုက်တယ်အဲ့ဒါလို့ပြောလိုက်တဲ့အခါကျတော့မှသူ့အမေနဲ့သူ့အဖေကကျွတ်သွားတာတရားတို့ရသွားတာမာဂန္ဒီအမေနဲ့မာဂန္ဒီပုံနာကြီးနဲ့ပုံနေပါတွေအကျွတ်တရားရတာသို့တော့အဲ့ဒီစကားတစ်လုံးကမာဂန္ဒီကိုဘုရားကိုယံလို့အောင်ပြောလိုက်တဲ့စကားမျိုးဖြစ်သွားတယ်မာဂန္ဒီကတော့ယံညှို့ဖွဲ့သွားတယ်သမီးမာဂန္ဒီကယံညှို့ဖွဲ့တယ်အဖေမာဂန္ဒီအမေမာဂန္ဒီသူတို့အကျွတ်တရားရသွားတယ်အဲ့ဒီအကျွတ်တရားရမယ်ဟာကိုအကြောင်းပြုပြီးမြတ်စွာဘုရားပြောတယ်လို့ဒီလိုပဲမှန်နော်အဲ့လိုဆိုလို့ပေါ့အဲ့တော့ဒီမှာလည်းပဲထေဝဒတ်ကိုမြတ်စွာဘုရားပြောလိုက်တဲ့စကားဟာဆုံးမတဲ့စကားလည်းဖြစ်တယ်ဘယ်လိုဒီအောင်ပြောတော့ဆိုရင်သူများထွေးတဲ့တွေကိုမမျိုးချင်ပါနဲ့ဆိုတဲ့အဓိပ္ပာယ်ပြောတာနော်ကိုယ်စမ်းစာနဲ့ကိုယ်ခေါင်းဆောင်လုပ်မယ်စားသူများထွေးတဲ့တွေကိုဘာလို့မျိုးရတာလဲဆိုတဲ့အဓိပ္ပာယ်ပြောတာအဲ့တော့ဒီဝဒကနာကြည့်သွားတယ်အဲ့ဒါလေပြောရင်တော့ဖျက်ကိုမကြည်ညိုတဲ့လူကတော့ပြောမှာပေါ့အပြောမတတ်လို့ဒုက္ခရောက်တယ်လို့သို့တော့မြတ်စွာဘုရားမှာအကြောင်းရှိတယ်ပြောတာထေဝဒကိုဒီလိုပြောလိုက်မှနောင်တရတဲ့အခါမှာမြတ်စွာဘုရားရဲ့မေတ္တာကိုသူသိသွားမှာဘာလို့လဲဆိုလူဆိုတာတော်ခက်တယ်နော်ဒီဗမာပြည်မှာနေမယ်ဆရာတပည့်ရှိကြတယ်ဆရာတပည့်ရှိကြတယ်ငယ်တော့ကဆရာကိုကြောက်ရတယ်ဆရာကရိုက်နဲ့တင်ဆုံးပါတာကြီးပွားလာတဲ့အခါကျတော့အသက်ကြီးလာတဲ့အခါကျတော့ဆရာကပရိုက်ပဲနဲ့မွေးလာတဲ့တပည့်နဲ့ဆရာကရိုက်ပြီးတော့ပညာသင်ပေးတဲ့တပည့်အဲ့ဒီနှစ်ဦးဟာထူးခြားလာတဲ့အခါအသက်ကြီးရင်ဆရာကျေးဇူးကိုသိလာတော့ပြန်ပြောကြတယ်ဘယ်လိုပြောတော့ဆိုငယ်စဉ်ကဆရာကမရိုက်ဖက်နဲ့အလိုလိုက်ထားတဲ့တပည့်ကငါကိုဆရာသမားကအလိုလိုက်လို့ငါဟာပညာမတတ်တာနှုတ်ဖို့ဆိုရင်ငါပညာတတ်မယ်အပြစ်တင်တာပြောတာနောက်တချို့ကျတော့ဆရာကငါကိုရိုက်ထားတယ်လို့ထိတဲ့ရိုက်ရင်ထိတဲ့ငါတတ်မယ်လို့ထင်ကြတယ်အဲ့လိုပြောတာလူဆိုတာကိုယ့်ကိုယ်ပြစ်မတင်ဘူးကျန်တဲ့လူပဲပြစ်တယ်ဒါအထုံးစံအမေကငါလိုက်လို့ငါဒုက္ခရောက်တယ်လို့ပြောတာပဲသာသမီကလည်းစိုးမိုက်ပြီဆိုရင်အမေကလိုလိုက်လို့ငါဒုက္ခရောက်တာလိမ္မာလို့ရှိရင်အမေဆုံးမလို့သိမပြောဘူးကိုတော့လူတွေကပြစ်သိမ့်တယ်သူများကိုတော့အပြစ်တင်တယ်တခုချွေရင်လို့တင်တယ်ဒါကြောင့်မြတ်စွာဘုရားကထေဝဒတ်နောင်တရလာတဲ့အခါမှာငါ့ကိုမလောက်သားလောက်အောင်ဒီလိုဆုံးမခဲ့တာပဲဆိုတာကိုမရစေတဲ့ဘောရှိလောက်ပေါ့နော်ဒါတွေ့ကြည့်ရတာပေါ့အဲ့တော့မြတ်စွာဘုရားပေါ့မှာငကိုကလည်းတန်တရားကပါလာတယ်အမုန်းစိတ်ကလည်းရှိတယ်ပေါ့
ခုလိုပြောလိုက်တဲ့အခါပုံမုံသွားတယ်ပေါ့နော်ဒါတော့တခြားနေ့ဒီတိုင်းနေ့လည်းမုံမှာပဲဒီသွားမုံစိတ်ကရှိတာသို့တော့အသက်အရွယ်ငယ်တော့ကတလောင်မဟုတ်ပဲနဲ့ကြီးလာတဲ့အခါမှာဖားချောင်းဒီလိုမုံစိတ်တွေပေါ်လာတယ်လဲဆိုပလာတလို့ဆိုတဲ့တရားအဲ့ဒီတရားတစ်ခုကအမှန်တမ်းဆိုတယ်ပလာတဆိုတာဘုံတုကိုပြိုင်လှုပ်ထားပြောတာနော်ငါလည်းတူတူပဲသူလည်းတူတူပဲဆိုရယ်ကိုယ်နဲ့သူနဲ့နှိုင်းရှင်ပြီးတော့တူတယ်လို့သတ်မှတ်တယ်ဥမာမဲ့ဘုန်းကြီးတွေနဲ့ပြောမှဆိုရင်သူလည်းဓမ္မစရိယကိုယ်ဆရာကဓမ္မစရိယအောင်တယ်တပည့်ကလည်းဓမ္မစရိယအောင်တယ်ငါလည်းဓမ္မစရိယအောင်တယ်ဆရာလည်းဓမ္မစရိယအောင်တယ်ဘာထူးလဲတူတူပဲလောကီဝဲဆိုရင်ဆရာလည်းပြီးငါလည်းပြီးဆရာကလည်းမဟာဝိဇ္ဇာငါလည်းမဟာဝိဇ္ဇာဆရာကလည်း PhD ငါလည်း PhD တူတယ်လို့နှိုင်းရှင်တယ်တချို့ကျတော့သားတဲ့တောင်းထင်လိုက်သေးတယ်နော်အဲ့ဒါကိုပလာတာလို့ခေါ်တယ်ရှင်ဒေဝဒတ်ကိုနှိပ်စက်သွားတာအဲ့ဒါလည်းပါတယ်အဲ့ဒါပါတယ်သူကတကူရီကြီးတဲ့အခါကျတော့သူတကူအစွမ်းစားတွေကိုသူကြည့်ပြီးဖခင်ကလည်းတာကိုရင်မျိုးပဲငါလည်းတာကိုရင်မျိုးပဲသူလည်းမင်းမျိုးပဲငါလည်းမင်းမျိုးပဲသူလည်းယဟန်ပဲငါလည်းယဟန်ပဲသူလည်းတကူရှင်ပဲငါလည်းတကူရှင်ပဲဟောနှိုင်းရှင်လာတာအဲ့တော့သူလုံနိုင်ရင်ငါလည်းလုံနိုင်ရမယ်ပေါ့အဲ့ဒီသူစိတ်ထဲမှာလောက်လာတာဒါပြဿနာတစ်ခုပဲနော်ပြဿနာတစ်ခုအဲ့တော့ရှင်ဒေဝရဟာပုံမှန်အနေထားတော့ငါသူတရားဓမ္မတွေကျင့်ပြီးတော့တကူအေဒီဘတ်တွေနဲ့ပြည့်စုံပြီးနေရာကနေပြီးတော့ဘာဖြစ်လို့စိတ်ဓာတ်တွေပြောင်းလဲပြီးဖောက်ပြန်သွားသလဲအကြောင်း ၃ မျိုးရှိတယ်ဒီအကြောင်း ၃ မျိုးကိုမြတ်စွာဘုရားဘယ်တော့မှဟောလဲဆိုရှင်ဒေဝတတဟာမြတ်စွာဘုရားကိုဆန့်ကျင်မဲ့လှုပ်ပြီးတော့ပြောမယ်ဆိုရင်တော့သူဟာမြတ်စွာဘုရားတတ်တော်90နှစ်93 94 95အဲ့ဒီပတ်ဝန်းကျင်တော့ဖြစ်တာနော်ဒါခံမှန်းလို့ရတယ်ဘာလို့လဲဆိုရင်95ကျမှသူသင်ခွဲသွားတာဘုရားရှိခိုးထွက်ခွာသွားတာ92နှစ်ကျော်မှထွက်သွားတာအဲ့တော့93 94 95ဘုရားတတ်တော်95နှစ်လောက်မှာတိပရကသူပြန်တော့မူတာအဲ့ဒီချက်လို့ပြောအဲ့တော့သူ့တက်တော့မသိဘူးဘုရားတက်ကအဲ့လောက်ရှိမြတ်စွာဘုရားပေါ်မှာနောင်တတွေရလာသူလုတ်ခဲ့တာတွေမိုက်တာတွေနောင်တရပြီးတော့ဘုရားကိုဝန်ချတောင်းပန်မလို့လာတာဘယ်ကြမှာဖြစ်တုံးဆိုရင်သူနေမကောင်းတိုင်မသာဖြစ်လာတဲ့အခါစိတ်ဓာတ်ကြလာတယ်အဲ့ဒီစိတ်ဓာတ်ကြလာတဲ့အချိန်မှာဘုရားရဲ့ခြေစွတွေကိုသိလာတယ်ငါဘယ်တော့ငါဘယ်လိုပြောခဲ့တယ်ဘယ်တော့ငါဘယ်လိုပြောတယ်ငါရဲ့အကျိုးလိုလာတယ်ငါပဲရန်လောက်တာသူကငါရန်လောက်တာမဟုတ်ဘူးငါကပဲသူအပြစ်တွေမြောက်ပြောတယ်သူကငါအပြစ်မပြောရှာဘူးထွေးသိလာတယ်သိလာတဲ့အခါကြော့မယ်ဆိုပြီးတော့ဘုရားစီလာမှာအဲ့ဒီမှာပြည့်မြူသွားတာအဲ့တော့မြတ်စွာဘုရားတတော်82နှစ်နောက်ပိုင်း83 94 95ပတ်ဝန်းကျင်မှာဘုရားပြိဋိဘံမဆံငယ်သူရည်သေးသွားတယ်။ဘာဖြစ်လို့လဲဆိုတော့ဗျမဇာလာတုတ်ဟောတဲ့အခါမှာတတော်85နှစ်မှာဘုရင်ဖြစ်တဲ့အဇာတတတိဘုရားဥစ္စာညမဲ့လုပ်နေတာပဲသူလဲအဲ့တော့ဒေဝဒတ်မြေမြူပြီးဆိုတော့မှသူကဘုရားစီရောက်လာတာသာမညဗလာတုတ်ဟောတာအဲ့ကြမှာသူဘုရားစီရောက်တာဘာကြောင့်သူဘုရားစီရောက်လာတော့ဆိုဒေဝဒတ်သူအာကိုတဲ့ဒေဝဒတ်မြေမြူပြီးဆိုမှသူလည်းကြောက်လာတာပေါ့လူစရာအဲ့လိုပဲကြောက်စိတ်တွေဝင်လာတယ်
အဲ့ဒီကျတော့မှငါလှုပ်တဲ့အမှားတွေငါလည်းပဲတော့ဒုက္ခပေးမလဲငါဆရာဒေဝဒတ်တော့ပြေပြိုးသွားပြီဆိုအဲ့ဒီမှာသူတောင်းဝေရရပြီဖျားစီရောက်လာဖျားမဆလာအမညာဖလားတော့ခေါ်တဲ့အချိန်ကသူပထမဆုံးဖျားစီရောက်တဲ့အချိန်ပဲပေါ့နော်အဲ့တော့အဲ့ဒါတွေကိုထောက်ထားမယ်ဆိုရင်ရှင်ဒေဝဒတ်သိဆုံးပြီးတဲ့နောက်မှာဇာတတကဖျားစီရောက်တာဟုတ်လေနော်ဇာတတဘယံဖျားစီရောက်တယ်လို့ဒီလိုမှတ်ရအောင်အဲ့တော့ရှင်ဒေဝဒတ်မြေမျိုးသွားတဲ့အခါမှာတည်င်းနေအမျိုးမျိုးထွက်တယ်ရှင်ဒေဝဒတ်ဒုက္ခရောက်သွားတယ်မြေမျိုးတယ်အဲ့လိုမြေမျိုးတာသိပဲနေဖျားပေါ်မှာအမြင်မကြည့်တဲ့ပုဂ္ဂိုလ်တွေကစေရွန်ကြောင့်နဲ့အလားမှာစေရွန်ကြောင့်ရဲ့ရေကန်အနိနာလေးမှာခိတ္တကနာအပန်းဖြေဖျားစီသွားဖို့အပန်းဖြေတဲ့အချိန်လေးထန်းစဉ်ကနေပြီးတော့ခြေတော့ရေကြီးပေါ်ချလိုက်တဲ့အချိန်မှာပြေပြိုသွားတယ်အဲ့တော့ရှင်ဒေဝဒတ်ဟာအရှင်လတ်လတ်နဲ့ဒုက္ခရောက်ပြီးတော့ဘဝဆုံးသက်သွားတယ်ပေါ့အဲ့လိုဖြစ်ရတာဟာဘာကြောင့်လဲလို့ဖယားကိုချီးညိုတဲ့လူတွေကတော့ရှင်ဒေဝဒတ်သူမကောင်းလို့သူအကုသိုလ်တွေကအကျိုးပေးတာလို့ဒီလိုပြောကြပါမယ်ဖယားကိုမချီးညိုဘဲနဲ့အပြစ်မြင်နေတဲ့ပုဂ္ဂိုလ်တွေကြဘယ်လိုပြောတော့ဂေါရမဖယားချိန်သေးလို့နော်ထေဝရကြီးအမြေမြုပ်ခံရတယ်ဂေါရမဖယားချိန်သေးလို့ဆိုအဲ့တရင်ကိုရွှင်တာလောကမှာချိန်သေးခံရလို့မြေမြုပ်သွားတယ်ပေါ့အဲ့ဒီချိန်သေးတယ်ဆိုတာလေအဘိဓပလို့ခေါ်တယ်ချိန်စာတိုက်တယ်လို့ချိန်သေးတယ်လို့ဒါတွေကရှိတယ်နော်ဘာဖြစ်ပါစေညာဖြစ်ပါစေနဲ့အဲ့လိုချိန်စာတိုက်တာရှိတယ်အဲ့ဒါကိုအဘိဓပလို့ခေါ်တယ်မြတ်စွာဘုရားကယဟန်တွေကိုမချိန်သေးရဘူးချိန်စာမတိုက်ရဘူးဘိက္ခုနီတွေမချိန်သေးရဘူးချိန်စာမတိုက်ရဘူးလို့ဆုံးမထားတာရှိတယ်ရှေးခေတ်ကလည်းအဲ့လိုကျိန်းသာတိုက်ထားတယ်ရှိတယ်အဲ့တော့အဲ့လိုသတင်းဖြစ်လာတဲ့အခါမှာဘုရားကိုချီးညိုတဲ့ပုဂ္ဂိုလ်တွေကစပြီးတန်တရားဝင်လာကြတယ်ဟုတ်များဟုတ်နေမလားဖခင်ကိုကောရမဗုဒ္ဓကိုအမြဲတမ်းရန်လုပ်တဲ့ဒေဝဒတ်ဟာမကောင်းသောသိခြင်းဖြင့်သိရတယ်ဆိုတာဒါကျိန်းစာမိတာများဖြစ်မလားလို့တန်တရားဖြစ်လာတယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားအဲ့ဒီစကားကယဟန်ဒီစီရောက်လာတော့ယဟန်ဒီရှောက်လို့မြတ်စွာဘုရားကမဟုတ်ဘူးဒေဝဒတ်ကိုငရဲသူပို့ဆောင်ပေးတာအကြောင်းသုံးမျိုးရှိတယ်ကျိန်းစာတိုက်လို့မဟုတ်ဘူးသူများကြိုက်လို့ဖြစ်တာမဟုတ်ဘူးအဲ့ဒါကိုဟောတာနော်အဲ့တော့ဒါတတိထားစရာအမှန်မှကောင်းတယ်ဘယ်သူမပြုတ်မိမိမှုဆိုတာကိုယ့်ရဲ့ထဲမှာဖြစ်တဲ့အဆိုးတရားတွေကကိုယ်ဆိုးတဲ့ဘဝကိုပို့ပေးလိုက်တာနော်အဆိုးတဲ့ရောက်အောင်လုပ်တာသူများလုပ်တာမဟုတ်သူများလုပ်တာနည်းနည်းပဲလုပ်လို့ရဒီဘဝသာလုပ်လို့ရတယ်နောက်ဘဝထိလိုက်လုပ်လို့မရဘူးလေဥပမာဒေဝဒတ်အသိစိုးနဲ့သိတာတော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒီဘဝလို့ရကြအောင်အသိစိုးနဲ့သိနိုင်တယ်ထားပါတော့ငရဲကြဖို့ဆိုတာလိုက်လို့မရဘူးလေနော်လူတွေဟာဒီဘဝအသက်ခံရင်ခံရမယ်သို့တော့မကောင်းတဲ့ဘဝရောက်ဖို့ဆိုတာဒီလူကလုပ်လို့မရဘူးလေအဲ့တော့သူများလှုပ်လို့ဆိုတာကြတော့တဘဝပဲဖြစ်နိုင်တယ်အများကြီးပဲဖြစ်နိုင်အဲ့ဒါနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောထားတာဒါအကြောင်း၃မျိုးကိုဟောထားတယ်တိဟိဘိက္ခွေအတ္တတမေဟိမြတ်စွာဘုရားကအတ္တဓမ္မပတုရောတရားလို့နော်စိတ်ကောင်းနှလုံးကောင်းမရှိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်လေဖြစ်တာရှိတဲ့အကြောင်းတရားကိုအတ္တဓမ္မတတ္တမဆိုတာသူတော်ကောင်းတရားအတ္တဓမ္မဆိုတာဘသူကောင်းဘသူတော်တို့ရဲ့တရားစိတ်ကောင်းနှလုံးကောင်းမရှိတဲ့ပုဂ္ဂိုလ်ရဲ့ယဉ်နဲ့မှဖြစ်တတ်တဲ့တရားကိုအတ္တဓမ္မလို့ခေါ်တယ်
သူတော်ကောင်းတွေရဲ့ယင်ထဲမှာဖြစ်တဲ့တရားကိုတတ္တမလို့ခေါ်တယ်အတ္တတမ၃မျိုးရဲ့လွှမ်းမိုးမှုခံရလို့တဲ့ဒီဝဒဟာအဘယ်ကိုရောက်သွားတာဖြစ်တယ်ငရဲကိုရောက်သွားတာဖြစ်တယ်အဲ့၃မျိုးကြောင့်အဲ့ဒီ၃မျိုးကဘာတွေလဲဆိုရင်နံပါတ်1ကပပိစ္ဆတာပပိစ္ဆတာဆိုတာယုံမာတဲ့စိတ်ဆန္ဒရှိမှုတဲ့အဲ့ဒါအဓိကပဲနော်သူငယ်ရောက်တာယုံမာတဲ့အလိုဆန္ဒရှိမှုအဲ့တော့ဆန္ဒရှိတိုင်းကောင်းတာမဟုတ်ဘူးသူဆန္ဒကယုံမာတဲ့ဆန္ဒဆိုတာဘယ်လိုဟာတော့ဆိုရင်ကိုမရှိတဲ့ခုံနဲ့ကြွားလုံးထုတ်ခြင်းနဲ့ဆန္ဒလို့ဆိုလို့တချို့ကြတော့လူအထင်ကြီးစေခြင်းနဲ့လေကိုယ်ပညာတတ်ကြီးလို့ထင်စေခြင်းနဲ့နေရာကလူရဝင်ခြင်းနဲ့ဂုံသတင်းကြော်ကြားခြင်းနဲ့အဲ့ဒီဖြတ်လန်းကကြော်ကြားခြင်းနဲ့ဟာပပိစ္ဆာလို့ပြောတာသူကဘယ်လိုကြီးကျယ်တော့ဆိုပါရမီမဖြည့်ပဲနဲ့ဖရာနေရာကိုတက်လူခြင်းနဲ့နေရာအဲ့ဒါသူ့ရဲ့ပပိစ္ဆာပဲကိုမဖရာလို့အရေးချင်းမရှိပဲနဲ့အရေးချင်းရှိတယ်လို့ထင်နေတာထင်ပြီးတော့ငါလည်းလုံနိုင်တယ်လို့ထင်တာပပိစ္ဆာပဲအဲ့ဒါပေါ့လူတွေမှမဖြစ်တတ်ဘူးလားဆိုဖြစ်တတ်တယ်သူတောင်တိုင်းပြည်ခေါင်းဆောင်လုံနိုင်သေးတာငါလည်းခေါင်းဆောင်လုံနိုင်တယ်ဆိုနော်သူလည်းဒီအသင်းမှာဥက္ကဋ္ဌငါလည်းအသင်းမှာဥက္ကဋ္ဌဖြစ်နိုင်တယ်သူလုံးလို့ကြည်ပွားရင်ငါလည်းလုံးရင်ကြည်ပွားတယ်ဆိုပြီးတော့ကိုယ်ရည်ချင်းကိုတကယ်အစစ်မှန်ကိုမသိပဲနဲ့ရည်ချင်းမရှိပဲနဲ့ရည်ချင်းရှိတယ်လို့စိတ်ထဲမှာထင်ပြီးတော့ကြီးမားတဲ့ရာထူးကြီးတစ်ခုကိုရချင်တယ်ကြီးမားတဲ့အဆင့်တစ်ခုကိုရချင်တယ်အဲ့ဒါကိုပပိစ္ဆာလို့ခေါ်တာပဲကျောင်းထိုင်ဘုန်းကြီးပုဂ္ဂိုလ်တို့ဆိုအားဆိုကျောင်းတိုင်းဘုန်းကြီးရဲ့အရေးချင်းမရှိပဲနဲ့သူလည်းကျောင်းတိုင်းဘုန်းကြီးလုံနိုင်တယ်ဆိုတာမျိုးပေါ့အလုပ်တစ်ခုမစွမ်းဆောင်နိုင်ပဲနဲ့ကိုယ့်ကိုစွမ်းဆောင်နိုင်တယ်လို့ထင်တာကိုမတတ်ပဲနဲ့တတ်တယ်လို့ထင်တာအဲ့ဒါပပိစ္ဆာလို့ခေါ်တယ်စာပေထဲမှာအတ္တန္တတံဘာဝနာတဲ့မရှိတဲ့ခုံနဲ့ချီးမွမ်းခံနေတာလူဆိုတော့ခက်တယ်နော်မရှိတဲ့ခုံနဲ့ချီးမွမ်းခံနေတာကိုယ်အဆင့်ကိုမသိပဲနဲ့ကိုယ်ဆင့်အမြင့်ဆုံးဆင့်လို့စိတ်ထဲမှာထင်ပြီးတော့ဘယ်သူကမှပိုးမထားတာအဲ့ဒါပလာသလို့ခေါ်တယ်ပလာသကိုအင်တူပြုခြင်းလို့ပြောတာအင်တူပြုခြင်းဆိုတာဘယ်သူမှပိုးမထားဘူးသူ့ရည်ချင်းနဲ့ငါရည်ချင်းတူတူပဲဘာထူလို့လဲသူလည်းထမင်းစားကြည်တာငါလည်းထမင်းစားကြည်တာဟောသူကောင်ကလည်းပခုံးတစ်ဖက်ကြားတယ်မှာကောင်းပေါက်တာငါလည်းအဲ့ဒါပဲဆိုတာမျိုးလူကမတူရင်တော့မှတူကြတယ်သဘောလေးရှိတယ်ပေါ့အဲ့ဒါကိုပပိစ္ဆာလို့ပြောတယ်ဒီဝတ္တရဲ့ပပိစ္ဆာကဘာလို့ဆိုရင်ဖះကိုသွားတူတာပါရမီ7ပါးကျင့်ပြီးတော့တရားအထုတ်ပြီးဖះဖြစ်တာဖះဟောတဲ့တရားကိုလိုက်နာကျင့်သုံးလို့အောင်မြင်တာအဲ့ဒါကိုမတွက်ဖ ೇನೆ ဂေါရမဟာလေတကူရှိတာပဲတိုက်ကွေမင်းသားပဲငါလည်းတိုက်ကွေမင်းသားပဲနော်သူနဲ့ကလည်းညီကိုသူလည်းတမနာငါလည်းတမနာသူလည်းတကူရှိတယ်ငါလည်းတကူရှိတယ်အဲ့ဒါတွေကိုသွားတူလိုက်တာသွားတူပြီးတော့ဖះအရေးချင်းနဲ့သူ့ရေးချင်းကိုတူးတယ်လို့ထင်ပြီးတော့ရှင်ဘုရားအသက်ကြီးပြီတန်ခါကိစ္စကိုသူပဲကောင်းဆောင်ပါမယ်ရှင်ဘုရားအေးစစ်စစ်အနာယူပါလို့အရေးချင်းတစ်ခုအဲ့လိုတော့တူတာပပိစ္ဆာလို့ခေါ်တယ်နော်ပပိစ္ဆာလို့ခေါ်တယ်အဲ့တော့ဆိုလိုတာကလူဆိုတာကိုယ့်ရေးချင်းကိုသိရမယ်ကိုရှိတာကိုသိရမယ်သိပြီးတော့ကိုယ့်ရဲ့တာရင်တာတယ်လို့သိမှပြုရမယ်သူငါရဲ့တာတယ်သူရည်ချင်ပိုကောင်းတယ်ဒီလိုသိရမှာမသိဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာမသိပဲနဲ့ပို့လို့ချင်းပပိစ္ဆာပဲ
အဲ့ဒါကတာမန်မဟုတ်ဘူးသူကြတော့ဖရာထီအောင်တက်ပြီးတော့ပပိစ္ဆာဖြစ်သွားတာသူရဲ့ပပိစ္ဆာကဗဒမကြီးမားတယ်ပေါ့လောကီကိစ္စမှာလည်းမဟုတ်ဘူးဖရာတဆူရဲ့အခွင့်အဆင့်ထီအောင်သူကတူတယ်လို့သွားထင်တာအဲ့ဒါပပိစ္ဆာနော်အောက်တန်းကြတဲ့စိတ်ဓာတ်လို့ပြောတယ်ဒါတစ်ခုနောက်တစ်ခုကတော့ပပမိတ်တာတာသူနာဝန်းရံနေတဲ့ပုဂ္ဂိုလ်တွေကမကောင်းတဲ့လူတွေကြီးပဲကောင်းတယ်အဲ့တော့ကိုနာရှိတဲ့ပုဂ္ဂိုလ်တွေကကောင်းလားမကောင်းလားကြည့်တယ်သူနဲ့ပေါင်းပြီးတော့သူ့ကိုမြောက်ပေးနေတဲ့ပုဂ္ဂိုလ်တွေကမကောင်းတဲ့ပုဂ္ဂိုလ်တွေကြီးပဲပပမိတ်တာစိတ်ကောင်းမရှိတဲ့ပုဂ္ဂိုလ်တွေစိတ်ကောင်းမရှိတဲ့ပုဂ္ဂိုလ်ဆိုတာမြောက်ပေးတယ်မြောက်ပေးလို့အခွင့်အရေးရရင်ဝိုင်းစားမယ်အခွင့်အရေးမရရင်လစ်မယ်ထားပြခဲ့မယ်သူတယောက်တည်းနော်မကောင်းတဲ့မိတ်ဆွေဆိုတာအဲ့ဒါမျိုးပြောတာဘေးရန်ကြုံလို့ရှိရင်သူပြစ်ထားကြမှာဘေးရန်မကြုံသေးဘူးဆိုရင်တော့သူ့ကိုပေါင်းတင်လုပ်နေတာပဲမြောက်ပေးမယ်မြောက်ပေးပြီးရတဲ့အခွင့်အရေးဝင်ယူမယ်အဲ့ဒါကိုပပမိတ်တာလို့ခေါ်တာပဲအဲ့ဒါအလွန်ကြောက်စရာကောင်းတယ်ဝိုင်းပြီးတော့ဝင်ရညာတယ်လေဟိုပုံဝတ္ထုတွေလို့လူနှစ်ယောက်ခီးသွားတယ်တယောက်တည်းမှာရိုင်းဖဲတနပ်ပါတယ်တယောက်ကဘာမှမပါဘူးနှစ်ယောက်သွားရင်သူကကြွားတာလက်ဖြောင်းတတ်တာပေါ့ခုချိန်မှာကြားတွေ့ပါတွေ့ငါဒီတနပ်နဲ့ခုခံပြစ်မယ်လို့ပြောအဲ့လိုပြောလို့ကြွားပြီးတော့ပြောလို့မှမဆုံးသေးဘူးလမ်းကွေလေးမှာဝဝကြီးတကောင်နဲ့တန်တိုးအဲ့ဒီကြတော့တနတ်ချပြီးတော့တပိမောတက်ပြေးသွားတယ်သူအဲ့တနတ်နဲ့ကောင်ကအရင်မြင်လိုက်တာတက်ပြေးသွားဟိုတနတ်မပါတဲ့ကောင်လက်တောင်မတို့တော့အဲ့ကြတော့ကြည့်လိုက်တော့ဝဝတာရောက်နေပြီဆိုတော့အဲ့လူကပက်လက်လက်အိတ်လိုက်ပြီးတော့လူသေးအောင်ဆောင်နှာခေါင်းကိုလေးအသက်မရှိဘဲနဲ့အောင့်ထားပဲလူသေးအောင်ဆောင်နေလေရတယ်ဝဲဝကြီးကဟိုပုတ်ချီဒီပုတ်ချီနော်နှာခေါင်းနံခေါင်းနံနဲ့ဝဲဝကြီးကပြီးတော့သူ့လန်သူသွားရောသွားတဲ့အခါခုနသစ်ပင်မောတက်ပြေးသွားတဲ့တနတ်နဲ့ကောင်းကဝဲဝကြီးသွားတော့ပြန်ဆင်လာပြီးတော့ခုနသူ့တငယ်ချင်းသူပြစ်ထားရတဲ့တငယ်ချင်းကိုမေးတယ်မင်းကိုဝဲဝကြီးကကပ်ပြီးတော့ဘာတွေပြောသွားတော့အေးတခြားမဟုတ်ပါဘူးကွာတဲ့အရေးကြုံလို့ရှိရင်ခုလိုပြစ်ပြေးတဲ့မိတ်ဆွေမျိုးပဲတော့မှမပေါင်းနဲ့လို့ပြောသွားတာတဲ့အဲ့ဒါမျိုးပဲနော်ဝန်းရံနေတဲ့ပုဂ္ဂိုလ်တွေကအခက်ခဲကြုံရင်ထွက်ပြေးသွားကြတယ်သူတို့မကြုံရင်တော့ဘာလုပ်မယ်ညာလုပ်မယ်နဲ့ဆိုပြီးတော့မြောက်ပေးကြတယ်အဲ့ဒါကိုပပမိတ်တာလို့ခေါ်တယ်အဲ့ဒီကိုယ်ဝန်းရံနေတဲ့ပုဂ္ဂိုလ်တွေကမကောင်းတဲ့ပုဂ္ဂိုလ်တွေအခွင့်အရေးသမားတွေအဲ့ဒါရှင်သူခံရပြီတော့လို့ဆိုလို့လေနော်အဲ့တော့ဒီဝရကြီးနာမှာဝန်းရံနေတဲ့ပုဂ္ဂိုလ်တွေကကောကာလိကာတို့သမုဒ္ဒတတာတို့ကတမောရကတိတ်တာတို့ဆိုအဲ့ဒီယဟန်တွေယဟန်ဆိုတွေကြီးပဲအကုန်လုံးဝိုင်းမြောက်ပေးနေကြတာဒီဝရကိုဝိုင်းဝန်းပြီးတော့မြောက်ပေးနေလို့ကိုရောလည်းပဲတာကဝိမင်းသားပဲကောရမလည်းတာကဝိမင်းသားပဲကိုရောလည်းတကူရှိတာပဲသူလည်းတကူရှိတာလို့မြောက်ပေးဝိုင်းချပေးနော်သူတို့နောက်ကလိုက်မယ်ဆိုပြီးတော့ဝိုင်းမြောက်ပေးတာအဲ့ဒီပပမိတ်တာမကောင်းတဲ့မိတ်ဆွေတွေရှိခြင်းဟာသူ့အရေးကိုကြားစေတတ်တဲ့အကြောင်းတစ်ခုပဲဖြစ်တယ်ခုနကသူကိုယ်တိုင်ကပပိစ္ဆာမကောင်းတဲ့ယုံမာတဲ့အလိုဆန္ဒရှိတာကတခုသူ့ကိုဝန်းရံနေတဲ့ပုဂ္ဂိုလ်ရဲ့မကောင်းတဲ့မိတ်ဆွေတွေဖြစ်မှုကတခုဆိုလိုတာကအတွင်းရောအပြင်ရောမကောင်းဘူးလို့ပြောတယ်လူတယောက်မကောင်းမှုဆိုတာအတွင်းအကြောင်းအပြင်အကြောင်းနှစ်ခုရှိတယ် internet condition နဲ့ external condition တော့သူ့ရဲ့ပင်ကိုအတွင်းစိတ်ဓာတ်ကလည်းမကောင်းဘူးပတ်ဝန်းကျင်ကပုဂ္ဂိုလ်တွေကလည်းပဲမကောင်းဘူးဆိုတော့သူကမကောင်းတာနှစ်ထပ်ကွမ်းဖြစ်သွားတယ်ပေါ့
ဒါအုပ်ဆိုလို့တာပဲနော်အဲ့ဒီမကောင်းတာနှစ်ထပ်ခွမ်းကသူ့ကိုဆင်းရဲတွင်ရအောင်တို့ပို့လိုက်တာဒေဝဒတ္တဒီလိုဒုက္ခရောက်မှာမဟုတ်ဘူးဘယ်သူပဲဖြစ်ဖြစ်အခုပြောတဲ့ပပိစ္ဆာရှိမလားပပမိတ်တရှိမလားဆိုမကောင်းတဲ့ဘဝရောက်မှာသိကြတယ်အဲ့တော့အဓိကကတော့ပပိစ္ဆာပဲကိုယ့်ရင်နဲ့မကောင်းတဲ့စိတ်တက်မရှိဘူးလို့ပလာတဆိုတဲ့တရားကိုယ့်ရဲ့တာရင်တာရလို့သိမှပြောရမယ်ကိုယ်စင်ကိုသိရမယ်အဲ့ဒီမျိုးရှိရမယ်ပြီးတော့ကောင်းတဲ့မိတ်ဆွေတွေကောင်းတဲ့ပဲတွန်းတဲ့မိတ်ဆွေတွေနဲ့ရှိရမယ်တော့အတွင်နဲ့အပြင်အဲ့ဒီနှစ်ခုဟာအကြီးမားဆုံးအရာနှစ်ခုပဲနောက်ဆုံးသုံးနံပါတ်ကတော့အာရုံဆိုရင်တတိခောပနဥဒ္ဒရိကရဏီယေဒေဝဒတရားကျင့်တာကလမ်းမဆုံးသေးဘူးသူတမတိသမထကျင့်စဉ်ကိုကျင့်လို့သူဟာပုရုဇဉ်ဘဝနဲ့ဒိဗ္ဗစက္ခုတို့အိတိဝိဒတို့အဘိညာဉ်တွေရတယ်တကူကြည့်တယ်တကူရှိတယ်အဲ့ဒါတွေရပြီးတော့သူလောက်ရမှာရှေ့ဆက်ပြီးတော့ဝိပဿနာတရားအထုတ်ရမယ်ဘာမဟုတ်တဲ့တကူအိတိပတ်လေးနဲ့ဩရမတ္တကေနာရှေ့ဆက်လောက်ရမယ့်ကိစ္စတွေမပြီးသေးပဲနဲ့ဩရမတ္တကေနာမပြောပတ်လို့တဲ့အညံစားအရေးချင်းလေးနဲ့အညံစားဖြစ်တဲ့ဝိသေသတိကမေနာခုံတူးဝိသေသနော်အဘိညာဉ်တရားဓုလေးတွေကိုရယုံလေးနဲ့အန္တရာဝတ္တနာပါတိသူဟာကမ္မထာအလုပ်ကိုရပ်ဆိုင်ပြလိုက်တယ်ရှေ့ဆက်ပြီးဝိပဿနာတရားကျင့်ရင်သူရနာဖြစ်မှာအဲ့လိုဖြစ်နိုင်တဲ့အရေးချင်းရှိတဲ့တန်နဲ့ရှေ့ဆက်လို့ရမှာမလုပ်ဘူးဆိုလိုတာကလူတယောက်အာဉာဏ်ကောင်းတဲ့ဂုဏ်တို့တွေရနိုင်တယ် PA လေးနဲ့တင်ကျင့်တတ်ပြီးတော့ Master တို့ PhD တို့မယူခဲ့ဘူးဆိုတော့ဟိုသိတာအောင်ပြောပြတာနော်သူ့ဘဝမှာသူ့ရည်ချင်းကဒေါက်တာဘွဲ့ Doctorate Degree ထိအောင်ရနိုင်တဲ့တန်နဲ့ Bachelor ဘွဲ့လေးနဲ့ကျင့်တတ်နေတယ်အဲ့ဒီဘောမျိုးပေါ့နော်သူကလည်းရဟန္တာဖြစ်အောင်လုပ်ရမယ်အလုပ်တွေမပြီးသေးပဲနဲ့ရဟန္တာဖြစ်အောင်မကျင့်ပဲနဲ့လောကီတကူလေးနဲ့ตายရပြီးတော့ရက်ဆိုင်ထားတယ်အဲ့ဒါကတတိယအချက်ပဲအဲ့တော့လူတွေချင်းတာတခုမှမဟုတ်ဘူးမြတ်စွာဘုရားပြောတာနော်အဲ့ဒါကိုမပြောဘူးမြတ်စွာဘုရားအဲ့ဒါရဲ့အကြောင်းလေးကိုပြောတာဒေဝဒဟာတန်ခါသင်ခွဲလို့ငါ့ကိုသေးသေးတီအောင်လှုပ်လို့ပြောဘူးဖေဟာဒီထင်မှာအဓိကအကြောင်းလေးအတာပဲနော်အဓိကရင်နှွဲကအကြောင်းတရားကပါတော့ပပိစ္ဆာအပြင်ကအကြောင်းကပါတော့ပပမိတ်တနောက်သူ့ရဲ့ချွေရင်းချက်ကတရားတို့တရားမြတ်ရအောင်ကျင့်ဆောင်နိုင်တဲ့အရေးချင်းရှိပါလေရဲ့အဆုံးထိအောင်မသွားပဲနဲ့ရက်ဆိုင်တာဒါမှားအကယ်၍တရားတို့တရားမြတ်ရသွားပြီယန္နာဖြစ်သွားပြီဆိုဒီလုံးမှမဟုတ်တော့ဘူးလေအဲ့ဒီသုံးခုကိုမြတ်စွာဘုရားကရေသူပို့ဆောင်ပေးတဲ့အကြောင်းတရားသုံးမျိုးလို့ပြောတာမြေပြိုတာလည်းပဲဒါကြောင့်ပဲအဲ့ဒီသုံးခုရဲ့လွှမ်းမိုးမှုကြောင့်တဲ့ဒေဝဒဟာပင်ငယ်ကြာရောက်ပြီးတော့သူ့ဘဝဟာကုစားလို့မရအောင်ပြုပြင်ပေးလို့မရနိုင်လောက်ပြုပြင်ပေးလို့မရဘူးကုစားလို့မရဘူးဆိုတဲ့စကားလုံးကိုအတ္တိကိစ္စောလို့မြတ်စွာဘုရားဟောတာအတ္တိကိစ္စောတိကိစ္စဆိုတာကုစားလို့ရတယ်ပြုပြင်ပေးလို့ရတယ်ယောဂတစ်ခုဟာဆေကုလို့မရတော့ဘူးဆိုအင်ကေဝရေဘောကုလို့မရတော့ဘူးလို့ပြောတာအတ္တိကိစ္စအဲ့ဒီအတိတ်ပဲနဲ့ပြောတာသူ့ကိုပြင်ပေးလို့မရတော့ဘာကြောင့်မရတာတုံးဆိုရင်သူ့ပင်ကိုကပပိစ္ဆာဖြစ်နေအဲ့ဒီယင်ထဲကအဆိုးတရားနောက်သူ့နဲ့ဝန်းရံနေတဲ့ပုဂ္ဂိုလ်တွေကပပမိတ်တာဟောဒီအကြောင်းနှစ်ခုဟာအရေးကြီးတဲ့အကြောင်းနှစ်ခု
အဲ့ဒီအကြောင်းနှစ်ခုဟာသူ့ကိုပြင်ပေးလို့မရတော့သူ့ပဲအဆိုးဘက်ကိုမရောက်ရအောင်ပို့တော့မှာပဲသူဆိုလို့တယ်နော်အဲ့တော့သူဟာအပြင်းပြဝရလဲဒါကြောင့်ပဲပင်ငယ်ရောက်သွားတာလဲဒါကြောင့်ပဲကုစားလို့မရနိုင်တဲ့ပြစ်မှုကြီးတွေကိုကျွလွန်လိုက်တာလဲဒါကြောင့်ပဲလို့သူဆိုလို့တယ်နော်အဲ့ဒါဒီသုတ်တန်ရဲ့ဆိုလို့ချက်အဲ့တော့မြတ်စွာဘုရားကခါထာပဏအနေနဲ့ဟောထားတာလည်းရှိသေးတယ်ဒီသုတ်တန်မှာမာစာတုကောစီလောကတမေပပိသောဥဒပစ္စထာလောကကြီးမှာတဲ့မြည်သူမှအခုလိုအောက်တန်းကြတဲ့စိတ်ဆန္ဒတွေမရှိကြပါစေနဲ့ဘသူတဏ္ဍမှပဲဖြစ်ဖြစ်အခုလိုနော်ကိုယ်မှမရှိတဲ့အရေးချင်းနဲ့အရေးချင်းရှိတယ်ထင်ပြီးတော့ကိုယ့်ကိုယ်ဘဝင်မြင်တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ကြပါစေနဲ့ပေါ့ဒါအပဒမကြီးမားတဲ့ဒုက္ခကိုဖြစ်စေနိုင်တယ်ပေါ့နော်ကိုယ်အတိုင်းအတာကိုကိုယ်မသိတာဟာပို့ဆိုးတယ်ပေါ့ကိုယ်ရေးချင်းကိုယ်မသိတာပို့ဆိုးတယ်တတမိနာပိသနာထပပိသနာယထာဂတိအဲ့ဒီလိုအလိုဆိုးအောက်တန်းကြတဲ့စိတ်ဓာတ်တွေရှိတဲ့ပုဂ္ဂိုလ်တွေဟာဒီလိုဖြစ်တတ်တယ်ဒီလိုအခြေအနေမျိုးဆက်ရောက်သွားနိုင်တယ်ဆိုတာကိုသတိထားကြဖို့ဆိုပြတိုက်တော့အဲ့တော့ကိုယ်တဏ္ဍမှာမဖြစ်အောင်ဒါသတိထားမှာတေဝတ္တတာဒီလိုခံရမှာငါတော့မခံရဘူးလို့မအောင်မိနဲ့ဒီလိုစိတ်ဓာတ်ရှိရင်ဒီလိုသွားမယ်ပေါ့ဒါပြောတာနော်ပဏိတောတိသမညာတောဘာဝိတ္တတောတိသမတောရှင်တေဝတ္တဟာလူညာမဟုတ်ဘူးတဲ့ပဏိတောတိသမညာတောအများကရှင်တေဝတ္တဟာအသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်ပညာရှိပုဂ္ဂိုလ်ဖြစ်တယ်လို့ချီးမွမ်းကြတယ်ဘာဝိတ္တတောတိသမတောတဲ့ကိုယ်စိတ်ကိုပိုင်နိုင်အောင်သမထကျင့်စဉ်တစ်ခုကိုအောင်မြင်ထားတဲ့ပုဂ္ဂိုလ်ဘာဝိတ္တနော်စိတ်ဓာတ်ကိုပိုင်နိုင်ထားတဲ့ပုဂ္ဂိုလ်တယောက်လို့အားလုံးကသိကြတယ်စလံဝယတတအထာဒေဝတ္တတောတိဝိတုတောသာသနာတော်မှာရှင်တေဝတ္တလို့ဆိုတာဟာမိတော့ကလေးပမာတောက်ပါတဲ့အလင်းအောင်ပမာသာသနာမှာထင်ရှားတဲ့ပုဂ္ဂိုလ်တူပဲမျိုးရိုးကလည်းထင်ရှားတယ်နော်ထင်ရှားတဲ့မျိုးရိုးအရေးချင်းကလည်းထင်ရှားတယ်တောက်ပါတဲ့တကူတွေရှိတယ်ဆိုအဲ့ဒါလို့မိလျံတို့တောက်ပါနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာကြောင့်အဖြစ်ဆိုးနဲ့ကြုံသွားရတယ်လဲနော်ဘာကြောင့်ဖြစ်ဆိုးနဲ့ကြုံသောတမနာမနုစိန်နောတမနာမနုစိန်နောဆိုသူကသူဖျားအရေးချင်းနဲ့တန်တူဖျားရှိတဲ့အရေးချင်းသူမှလည်းအရေးချင်းရှိတယ်လို့ဖျားနဲ့တူတယ်လို့သူကသူစိတ်ကူးရင်နော်အဲ့ဒါပြဿနာစင်ကြီးတကောင်ကအိုင်ထဲမှာလူးလွန်ပြီးတော့ကစားတာရှေ့ချိုးတယ်ငုတ်လိုက်ပေါ်လိုက်စင်ကြီးတကောင်ရေနဲ့ထဲမှာဝင်ပြီးကစားတာအဲ့ဒါကိုအားကြပြီးတော့ယုံတကောင်ကအဲ့ဒါလို့သွားလို့ပြုတ်ပြီးသိမှာပေါ့နော်စင်ကြီးရမျိုးမှမဟုတ်တာအဲ့ဒါမျိုးပြောတာအဲ့ဒါလို့ကိုယ်တိုင်းတာကိုကိုမသိပဲနဲ့အဲ့ဒါလို့သွားလို့တာသောတမနာမနုစိန်နောဘုရားနဲ့တူတယ်လို့သူစိတ်ထဲမှာစိတ်ကူးတယ်အသစ္စာနာတထာဂတစိတ်ကူးပြီးတဲ့အခါကျတော့ဘုရားနဲ့တူတယ်လို့တင်စိတ်ကူးတာမဟုတ်ပဲနဲ့ဘုရားကသူ့တဲ့တောင်ညံ့သေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့အသစ္စာနာတထာဂတမြတ်စွာဘုရားကိုတော့အသက်ကြီးပါပြီအေးနေပါကိုတော့အုပ်ချုပ်တာသူအုပ်ချုပ်ပြပါမယ်ဆိုပုံစံမျိုးမြတ်စွာဘုရားကိုစောကမောကပြောလို့အဝိစိနိရယံပတ္တောစတုဒ္ဒရာပယနကံအလွန်ကြောက်စရာကောင်းတဲ့တကားကြီး၄ခေါက်ရှိတဲ့အဝိစိငရဲကြီးလွတ်ဖို့ရမလွယ်ဘူးနော်ငရဲတွင်ကငရဲလည်းလုံးချုံနေတဏ္ဍကာကြီးတွေတတ်ထားတာနာယံကလည်းတန်နာယံကြီးအောက်ကအခင်းကလည်းတန်ထွက်ပြေးမယ်လို့မကြံနဲ့လွတ်လမ်းမရှိဘူးဝိသိငရဲကြီးကလေးပဲလေးတန်ကာထားတာတဲ့ဘယ်ဘိသုကသွားဆောက်တဲ့တော့မသိဘူးအဲ့ဒီ
နော်ဝိဇိငယ်ကြီးတန်မိုးတန်ကာတန်နံကြီးတွေနဲ့ပြီးဟုံးတောင်းနေတဲ့ထဲမှာရောက်သွားအဲ့ဒါကိုလွန်ကြောက်စရာကောင်းတဲ့ဝိဇိငယ်ကြီးကိုရောက်သွားတယ်တဲ့အတုထတယောထုပ်ပြီးပပကမ္မအကုပ္ပတောမဟုတ်တာမလုပ်တဲ့မပြစ်မှားလိုက်တဲ့ဖရာကိုသွားပြီးတော့သူပြစ်မှားတယ်တကယ်စင်ကြယ်တဲ့ပုဂ္ဂိုလ်သွားပြစ်မှားတာနော်မဟုတ်တာမလုပ်တဲ့မပြစ်မှားလိုက်တဲ့ပုဂ္ဂိုလ်သူသွားပြစ်မှားပြီးတော့ပြစ်မှားပြီးပြောဆိုမဲ့ဆိုလို့ရှိရင်တဲ့အဲ့ဒီစိတ်ကောင်းနှလုံးကောင်းမရှိကာရဝတရားလေးစားမှုကင်းတဲ့အဲ့ဒီပြစ်မှားသူကိုမကောင်းမှုအကုသိုလ်တွေကသူ့ကိုလာထိရောက်သွားတယ်လို့ဆိုလို့တယ်ကိုလို့တာကိုပြန်ထိတယ်လို့ပြောတာပေါ့နော်ပြစ်မှားတဲ့စိတ်ကပြစ်မှားသူကိုကိုယ်စီပဲပြန်ထိတယ်မပြစ်မှားတဲ့ပုဂ္ဂိုလ်သွားပြစ်မှားရင်အဲ့ဒီပြစ်မှားမှုကိုကိုယ်စီမှထိတယ်မြတ်စွာဘုရားဓမ္မပဒဥပနဲ့ဟောထားတော့ဆိုလို့ရှိရင်လေးညာမှနေတဲ့ပုဂ္ဂိုလ်ကိုသဲနဲ့ကောက်ပက်လို့ရှိရင်ကိုယ်ပဲပြန်ပေါ့သဲတွေတူလိုက်မယ်ဘာလို့ဆိုလဲလေးကိုယ်ကလေးအောက်ကနေပက်တာအဲ့တော့မပြစ်မှားလိုက်တဲ့ပုဂ္ဂိုလ်ပြစ်မှားတာဟာအဲ့မျိုးပဲနော်ကိုယ်စီပဲပြန်ရောက်လာကိုလုံးတဲ့ကိုယ်စီပဲပြန်ရောက်တယ်သမုဒ္ဒံဝိတကုမေနယောမိညေယပတုတိတောနသောတေနပတုတေယပိတမဟိဥတတိမယပင်လေကိုစိတ်ခတ်တယ်လူတယောက်ဟာပင်လေကြီးတွေကိုသွားပြီးတော့စိတ်ခတ်ပြီးတော့ပင်လေကြီးပျက်စီးအောင်လုပ်တယ်လုပ်ဖို့ကြိုးစားတယ်ဆိုအဲ့ဒီပုဂ္ဂိုလ်ဟာတဲ့သူကသူဖြစ်စီရရောက်မယ်ဘာလို့လဲဆိုပင်လေကြီးဆိုတာအမှန်တမ်းကြောက်စရာကောင်းတော့နဲ့လည်းနဲ့တယ်ကျဲတယ်အစိတ်အိုးလေးတစ်လုံးနဲ့တော့ဘာမှဖြစ်မှာမဟုတ်ဘူးပင်လေကိုသွားစိတ်ခတ်လို့မရဘူးလို့ဆိုလို့တယ်ပေါ့နော်ရေးတွေအများကြီးအမှန်ကန်တကံတို့ဘာတော့စိတ်ခတ်လို့ရမှာပေါ့ပင်လေကြီးကိုစိတ်ခတ်ဖို့ကြိုးစားတယ်လို့ပဲအမှန်တမ်းကြီးမားတဲ့ကျက်ပြတ်တဲ့ခုရှိတယ်မြတ်စွာဘုရားကိုသွားပြီးတော့ဒုက္ခပေးတယ်ဧဝမေဝံတထဂတံယောဝါဒိနာဝိဟိတတိအဲ့ဒါတော့ပဲပင်လေကြီးလို့အမှန်တမ်းကြီးမားတဲ့ဂုဏ်ကျေးဇူးတွေရှိတယ်မြတ်စွာဘုရားကိုတဲ့ဆွဆွဲကဲ့ရဲ့မှုတွေနဲ့သွားပြီးတော့နှိမ့်ဆက်မယ်ဆိုလို့ရှိရင်အမှန်တမ်းငြိမ်းချမ်းတဲ့စိတ်နှလုံးရှိပြီးတော့အကျင့်ကောင်းတဲ့ပုဂ္ဂိုလ်သူမြတ်ထံကိုကဘလောက်ပဲအပြစ်တင်သူစီအပြစ်ကမရောက်ဘူးတဲ့ကိုစီပဲပြန်ရောက်မယ်လို့ဆိုလို့တယ်ကိုပဲပြန်ကြမယ်ဒါဒိတံမိတ္တံကိုပိထာတင်္စသေဝေထပန္တိတောယတမက္ကနုကောဘောဖိက္ခုဧဝံဒုက္ခတပပုနေခယံဒုက္ခတပပုနေဆိုလိုတာကအသိပညာရှိပြီးတော့သူနိလန်တိုင်းလိုက်တာကျင့်သုံးလို့ရှိရင်ဆင်းရဲဒုက္ခကလွတ်သွားနိုင်တယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးနဲ့ပေါင်းပါတဲ့ကိုယ်ဆင်းရဲဒုက္ခကသူ့ကိုအတူယူအားကြပြီးလိုက်နာကျင့်သုံးလို့ရှိရင်ကိုယ်လည်းဒုက္ခလွတ်သွားနိုင်တယ်ခက်မျိုးစုံကလွတ်ပြီးတော့ကိုယ်လည်းကောင်းရဒုက္ခတိပုံတော့တန်တရားဝဆင်းရဲလွတ်မယ်ဆိုအဲ့ဒီလိုတန်တရားဝဆင်းရဲကလွတ်စေနိုင်တဲ့အကျင့်ကောင်းရှိတဲ့ပုဂ္ဂိုလ်မျိုးပေါင်းပါလို့ပြောတယ်ဒါကပြမအကြောင်းတစ်ခုနဲ့ပတ်သက်ပြီးဒါဒိတံမိတ္တကိုပေးထားတယ်အဲ့လိုမိတ်ဆွေမျိုးပေါင်းပါတယ်တင်္စသေဝေယပန္တိတောဒီလိုပညာရှိမျိုးကိုမှီဝဲပါသူဆိုလို့တယ်နော်ပညာကိုယ်တိုင်ကစဉ်းစားဉာဏ်ရှိရင်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုသာပေါင်းတဲ့ဆက်ဆံပါတဲ့ယတမက္ကနုကောဘိက္ခုခယံဒုက္ခတပပုနေသူ့လမ်းကြောင်းအတိုင်းသူ့လိုနေရင်ကိုယ်လည်းပဲဆင်းရဲဒုက္ခလွတ်သွားမှာအဲ့လိုဆင်းရဲဒုက္ခလွတ်အောင်စံပြကျင့်သုံးနေထိုင်ပြတဲ့မိတ်ဆွေကောင်းကိုသာပေါင်းပါဒုက္ခပေးမဲ့မိတ်ဆွေကောင်းတွေကိုမပေါင်းပါနဲ့ထိတုတ်တံမှာဏိကုံချုပ်ပြီးတော့မြတ်စွာဘုရားဒီလိုဟောထားတာဖြစ်တယ်အဲ့တော့ရှင်တေဝဒတ်ကိုငရဲသို့ပို့ဆောင်ပေးသည့်အကြောင်း၃မျိုးဆိုတာဟာပပမိတ်တာရှုံးပါတဲ့လူဆန္ဒရှိမှုပပိစ္ဆာတာယုံမှတော့လူဆန္ဒရှိမှုပပမိတ်တာ
မိတ်ဆွေရုပ်တွေနဲ့ပေါင်းသင်းမှုနဲ့အန္တရာဝေါတနာအပါတိလှုပ်တဲ့လှုပ်ထိုက်တာလုပ်ငန်းတွေကိုပြည့်စည်အောင်မလုပ်ဖဲနဲ့လမ်းမှာပဲရနာထားခြင်းအဲ့ဒီအချက်၃ချက်ကိုမြတ်စွာဘုရားကရှင်တေဝရပျက်စီးရခြင်းရဲ့အကြောင်း၃ချက်အဖြစ်ဒီသုတ္တမှာဟောထားတာဖြစ်ပါတယ်။ဒါကြောင့်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့ဆုံးမတိုင်းကိုယ်တဏ္ဍမှာမဖြစ်စေရမယ့်တရားကတော့ရှင်ထဲမှာပပိစ္ဆဆိုတဲ့မရှိတဲ့ကုံနဲ့ချီးမွမ်းခံလို့မှုဆိုတဲ့အဲ့ဒီစိတ်ဓာတ်မျိုးကိုယ်တဏ္ဍမှာမရှိစေရဘူး။ကိုယ်နဲ့ပေါင်းတဲ့ပုဂ္ဂိုလ်တွေဟာမကောင်းတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်စေရဘူး။စံနမူနာပြုတ်ပြီးတော့အတုလိုက်ကျင့်သုံးလို့ရှိရင်တူယူကျင့်သုံးလို့ရှိရင်ကောင်းတဲ့အစဉ်တန်ကိုရတဲ့ပုဂ္ဂိုလ်မျိုးကိုသာလေပေါင်းတဲ့ဆက်ဆံရမှာဖြစ်တယ်။အလုပ်တစ်ခုလုပ်လို့ရှိရင်အောင်မြင်သည့်ထိအောင်ချမ်းသာရနာမထားပဲနဲ့အဆုံးထိအောင်လုပ်ရမယ်ဆိုတဲ့ဒီသင်္ကန်းစာကိုဒီ message ကိုရသော်ပြပေးတာဖြစ်တယ်။ဒါကြောင့်ရသော်ပြဆုံးမတဲ့အဆုံးမအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းရှိတဲ့ချာရအရှင်ဖေယဖျားတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ရှင်းခြင်းပါပြုလုပ်ကြ၍အမတ္တဒါနဓမ္မဒါနတရားလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရွတ်သိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပြုလို့ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဖို့ပါကကိုအမိအဖအဖို့ဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏32ဘုံကျင့်တိကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလ